ငါ့ဒီဘက်ကိုလှည့်ပြီးဗီဒီယိုလေးရိုက်ပေးပါဒီမှာဒီသမီးပကန်းလေးကိုရိုက်နင်းရလားနေမှာသမီးပကန်းလေးဟုတ်ပြီအခုဆိုလို့ရှိရင်ဒါစားနေတဲ့ဟင်းကတော့ဖားသားကြော်ပေါ့နော်ဒီမိုးရင်းကြလို့ရှိရင်သူကဖားတွေထွက်လာပြီပေါ့နော်တခြားရာသီတွေမှာတော့ဒါဖားကရှာဖွေလို့မရဘူးပေါ့နော်ဖားတွေမထွက်ကြတဲ့အတွက်ကြောင့်မိုးရင်းဘက်ကိုရောက်လာတဲ့အခါကျရင်နော်ကောင်းချက်နိုင်လို့တော့မှလည်းအဲ့လိုဖားရဆက်မလားကောင်းနိုင်လေးထွက်ရိုက်တယ်မိုးဆိုနေတော့တယ်ဒါဖားတွေကိုရိုက်လို့ရပြီပေါ့နော်ဖားတွေကအော်တယ်ပေါ့အော်တဲ့အခါဒါမိုးရွာတဲ့နေ့တွေဆိုလို့ရှိရင်ညဘက်ဒါဖားတွေသွားရိုက်လို့ရတယ်အခုကတော့ဒါကျမတို့ဒီရွှေတောင်ရံမျိုးကိုရောက်ရှိနေတဲ့အခါမှာဒီဘက်မှာဖားပေါ်တယ်ဆိုလို့ပေါ့နော်ဒါကျမရဲ့ခဲဟိုကနေပြီးတော့ဖားကိုသွားပြီးတော့ကိုယ်တိုင်ပဲရိုက်ထားတာပါတကယ်လို့အခွင့်အခါကြုံလို့ရှိလို့ရှိရင်တော့ပေါ့နော်ဒီဖားရိုက်တဲ့ဗီဒီယိုလေးတွေလည်းဒါတင်ပေးပါဦးမယ်ဒါဖားကိုပေါ့နော်ဒီစားသုံးကိုကြတော့သူကနည်းနည်းလေးတော့ခရီးများပါတယ်အရန်စားကောင်းတယ်ပေါ့နော်သူ့ကိုပထမဦးဆုံးဖားကိုကျင်ရပါတယ်ပေါ့နော်ရိုက်ရလာတဲ့အကောင်တွေကိုမိဖို့မှာကျင်လိုက်ပါတယ်ကျင်ပြီးသွားတဲ့အခါမှာသူ့ကိုဘိုက်ကိုခွဲပြီးတော့ဦးတွေပါထုတ်လိုက်ထုတ်ပြီးသွားလို့ရှိရင်ဖားကိုဒါနုံနုံဆင်းပေါ့ဖားကိုနုံနုံဆင်းပြီးသွားတဲ့အခါကျမကတော့ဒီမှာဒီခုစားနေရဒီဖားသားရပေါ့နော်စပလင်းလို့ခေါ်တာဟင်းခက်အမွှေးအကြိုင်တစ်မျိုးနဲ့ဒါလောက်ထားပါနော်ဟင်းခက်အမွှေးအကြိုင်ပင်တစ်ခုနဲ့ရောပြီးတော့ကြော်ထားတာပါစပလင်းလေးကိုပထမပပလေးလှီးထားပါရှင်ပပလေးလှီးထားတဲ့စပလင်းလေးကိုဒါငယ်စုံမှာညညခလေးဖြစ်သွားအောင်ထည့်ပြီးတော့ထောင်းလိုက်ပါတယ်ပြီးသွားတဲ့အခါဟင်းတွေကျွေးတွေကိုခါတိုင်းကြော်တဲ့ပုံမှန်ပေါ့နော်ဒီတာမယာပိုင်းထဲမှာစီကိုထည့်မယ်ပြီးသွားလို့ရှိရင်ကြက်သွန်နီပေါ့နော်ကြက်သွန်နီစီတက်ပါမယ်ပြီးရင်ငရုတ်သီးကြိုက်လို့ရှိရင်တော့ငရုတ်သီးလေးကိုဒါနည်းနည်းလေးစီတက်ထားပါတယ်စီတက်ပြီးသွားရင်ဒါစပလင်းလေးကိုအရင်ကြော်လိုက်ပါတယ်စပလင်းကြော်ပြီးသွားရင်နောက်မှာတော့ဖားသားလေးတွေကိုဒါကြော်ပြီးတော့မှုေးပြီးလို့ရှိရင်မှုေးလာပြီးအသားလေးတွေလည်းတင်းသွားပြီဆိုလို့ရှိရင်ဒါချပြီးတော့သုံးဆောင်နိုင်ပါပြီအခုဆိုဒါဖားသားနဲ့စားရတာဖြစ်တဲ့အတွက်ကြောင့်စိတ်ကစားမှမရိုက်ဘယ်နေရာကြီးတွေရိုက်နေမှမသိဘာမှအတော့မကြ